ယထာဘိန်းရဲ့ဒီဇိုင်းဟာအင်ဂျင်နီယာအတတ်ပညာရဲ့အပားနဲ့ဆုံးသောဖြည့်ချင်းချက်တွေကတစ်ခုဖြစ်တယ်ဆိုတာကိုမိတ်ဆွေတို့သိရှိပြီးကြပြီလားအနီးကသေချာစကြည့်လိုက်မယ်ဆိုရင်တော့၎င်းဘိန်းတွေဟာယထာလန်းတန်လန်းပေါ်မှာမြည်သည့်ဟာကွက်ဒါမှမဟုတ်ချောင်းနေမှုမျိုးမရှိဘဲနဲ့အတိအကျကွင်းဆက်ချိတ်မိနေတာကိုသတိပြုမိကြပါလိမ့်မယ်၎င်းရဲ့လိုအပ်ချက်ကတော့ဘိန်းတွေရဲ့ပုံသဏ္ဍာန်ပေါ်မှာပဲတည်ရှိနေတာမျိုးပါလူအများစုထင်မှတ်ထားကြသလိုမျိုးဘိန်းရဲ့မျက်နှာပြင်ဟာဆလင်နာပုံသဏ္ဍာန်အတက်ကြီးမဟုတ်ဘဲနဲ့အနှဲငယ်စောင်းလက်အသားရှိတဲ့ကနုပုံဖြစ်နေတာပဲဖြစ်ပါတယ်ဒီလိုမျိုးကနုပုံသဏ္ဍာန်ရှိနေခြင်းဟာအံ့ဩစရာကောင်းလာတဲ့မိမိဘာသာလမ်းကြောင်းများများတည့်စေတဲ့အကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေတာမျိုးပါအကယ်၍ယထာဘိန်းအစုံဟာလမ်းကြောင်းကနေဘေးတစ်ဖက်တစ်ချက်စီဒါမှမဟုတ်မတော်တဆရီလျားသားခဲ့မယ်ဆိုရင်တော့တောင်ပန်ဝဲရရှိဘိန်းတစ်ဖက်ရဲ့အချင်းဟာခွာချက်ကနေတဆင့်ယထာအဆောက်အုံတစ်ခုလုံးကိုတန်လန်းရဲ့ဘိုးချက်စီကိုညှင်သာတော်လဲတိုက်တွန်းစွာဖြင့်ပြန်လည်ရောက်ရှိသွားစေတာဖြစ်ပါတယ်။ဒါပေမဲ့ပုံမစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ယထာကြီးဟာကွေးကောက်တဲ့လမ်းတွေကိုဖြတ်တန်းတဲ့အခါမျိုးမှာချော်ထွက်သွားခြင်းမျိုးဒါမှမဟုတ်ဆလစ်ဖြစ်သွားခြင်းမျိုးမရှိဘဲနဲ့ဘယ်လိုမျိုးကွေးပတ်မောင်းနှင်သွားနိုင်ကြတယ်လဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဘိန်းတစ်ချက်ချင်းစီကတီးခြားစီလွတ်လပ်စွာလဲပတ်နိုင်တဲ့မော်တော်ကားတွေနဲ့မတူဘဲယထာဘိန်းတွေကတော့ဝင်ရိုးတစ်ခုထဲမှာအသေးသက်ဆင်ထားတာဖြစ်ပြီးအမြဲတမ်းတပြိုင်နက်တည်းအချိန်နှုန်းနဲ့တူညီစွာလဲပတ်နေကြတာမျိုးပါဒါဆိုရင်သူတို့တွေလမ်းကွေ့တွေကိုဘယ်လိုမျိုးဖြတ်တန်းကြတာလဲယထာတစ်စင်းဟာလမ်းကွေ့တစ်ခုတည်းသို့ဝင်ရောက်လာတဲ့အခါမျိုးမှာဘိုးခွာစာတီဖျူဂယ်ဖို့က၎င်းကိုအပြင်ဘက်ကတန်လန်းစီကိုအနှဲငယ်ယူလျားသွားစေတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကဘိန်းဟာ၎င်းရဲ့ကနုပုံသဏ္ဍာန်ရဲ့ပုံမကျယ်ဝန်းတဲ့အပိုင်းနဲ့စတင်ထိစပ်မိပြီးလိမ့်ဆင်းသွားတာဖြစ်ကအတွင်းဘက်ကဘိန်းကတော့ပုံမကျင်းမြောင်းတဲ့အပိုင်းနဲ့ထိစပ်လိမ့်ဆင်းသွားတာမျိုးပါကြားလက်အနေနဲ့ကတော့အပြင်ဘက်ကဘိန်းရဲ့အလိုလိုဆောင်တဲ့အချင်း effective diameter ဟာအတွင်းဘက်ကဘိန်းရဲ့အချင်းထက်ပုံမကြီးမားသွားခဲ့တာဖြစ်ပါတယ်ဘိန်းရဲ့နှစ်ဖက်စလုံးဟာတူညီတဲ့လဲပတ်မှုအချိန် angular speed နဲ့ပဲဆက်လက်လဲပတ်နေကြတာတောင်အပြင်ဘက်ကဘိန်းဟာ၎င်းရဲ့ပုံမကြီးမားလာတဲ့အချင်းကြောင့်အတွင်းဘက်ကဘိန်းထက်လက်တွေ့မြေပြင်ခရီးအကွာအဝေးကိုပုံမဖြတ်တန်းသွားနိုင်တာပဲဖြစ်ပါတယ်